ရီဖြားထိတ်လေးမှမတည့်ရမယ်လေးရှူရင်းနဲ့လက်ကလေးအပေါ်ဆန်းထုံမယ်ရှူထုတ်ရင်းနဲ့ဖြည်းချင်းလေးဘိုက်ကလေးကိုညှစ်ပြီးတော့အောက်ကလေးကိုဆင်းနေဘိုက်ကလေးနဲ့ပေါင်လေးနဲ့ရတဲ့လူကဆွဲကပ်မရတဲ့လူကဒူးကောင်းလေးနည်းနည်းလေး꿰ထားလို့ရတယ်နော်ပြီးလေးရှူထုတ်ရင်းနဲ့အရှိလေးတစ်ချက်လေးမောကြည့်မယ်ပြီးမတို့ဒူးကောင်းလေး꿰မယ်ဘိုက်ကလေးကိုညှစ်ပြီးတော့မှလက်ဖွားလေးအပြည့်ချညာချီနောက်ကိုလက်နောက်ဒူးကောင်းလေးချခြေပမိုးလေးချလေးရှူရင်းနဲ့မှအမားတို့လက်ကလေးအပေါ်ဆန့်ထုံမယ်လက်မထိတ်ကလေးကိုကြည့်မယ်ပေါင်ရင်းလေးကိုဖိချတာမယ်နော်ပြီးဖြည်းချင်းလက်ကလေးကိုရှူထုတ်ရင်းနဲ့ဘေးပင်ညာလေးမှာချတယ်နောက်ကခြေပြားထောက်ဒူးကောင်းလေးကြွမယ်အရှိခြေထောက်လေးအနောက်ကိုပြန်သွားမယ်ပလန်နေမှာတို့ချတူရတဲ့လူကချတူဆင်းမယ်မရတဲ့လူကမှောက်ခုံလေးမှောက်ချလိုက်လို့ရတယ်နော်တင်မားလေးနဲ့ပေါင်လေးနဲ့ညှစ်ပြီးကော်ဘရာလေးဖြည်းချင်းလေးကော့ထားမယ်ပြီး downward facing တော့တင်မားလေးမြင့်လေးအပေါ်လေးတွန်းတင်လိုက်တယ်ဘိုက်ကလေးကိုညှစ်တယ်ရှေးဖနောက်ကလေးတွေပြားနေအောင်ဖိချတာမယ်နော်မရတဲ့လူကတော့ဒူးကောင်းလေး꿰ပြီးတော့ဖြည်းချင်းထိန်းပြီးသွားလို့ရတယ်နော်ပြီးအခြေလေးမောကြည့်ညာခြေထောက်ကလေးတစ်ဖက်ကိုအပေါ်ဆန့်ထုတ်မယ်ဒူးကောင်းလေး꿰မယ်ဟစ်ကလေးကိုဖွင့်ပြီးမှညာခြေထောက်လေးကိုဘယ်ဘက်အချမ်းလေးမှချမယ်ဖြည်းချင်းရင်ဘက်ကလေးကိုဖွင့်ဝိုင်းတင်းလေးကိုမတို့လှန်ချလိုက်မယ်နော်လေးလေးကိုရှူသွင်းနေတယ်ရှူထုတ်နေတယ်ပြီးဖြည်းလက်ကလေးကိုပြန်ချညာခြေထောက်ကလေးကိုပြန်သွားတယ်အခြေကိုချတူဆင်းနေပြင်ကော်ဘရာလေးကိုကော်တယ်တင်မားတွေပေါင်လေးများများညှစ် downward facing တော့လေးကိုပြန်သွားမယ်နော်လေရှူသွင်းရှူထုတ်ညာခြေထောက်ကလေးရှူသွားဘယ်ခြေထောက်ကလေးရှူသွားရှူတစ်ချက်မောကြည့်ဘိုက်ကလေးနဲ့ပေါင်လေးနဲ့ကပ်လေရှူရင်းနဲ့မမတို့လက်ကလေးအပေါ်ကိုစမ်းထုံမယ်ရှူထုတ်ရင်းနဲ့ဖြည်းလေးလက်ကလေးကိုပေးချဒီတိုင်းလေးနောက်တစ်ဖက်ကိုလည်းကျင့်ပြီးလို့ရပါတယ်ရှင့်